မင်္ဂလာပါ United Speaker ပါဒီမှာတက်လာတဲ့သတင်းတွေကတော့ Bruno Fernandes အနေနဲ့ကျွန်တော်တို့ဒီရာသီကိုရင် United ကနေပြီးတော့အနားယူရမလားဒါမှမဟုတ်အသင်းမှာဆက်ပြီးတော့တည်ရှိနိုင်မလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အသင်းရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးသွားမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ညီကိုအနေနဲ့ Bruno Fernandes ကိုအသင်းမှာဆက်ရှိနေစေချင်တာဒါမှမဟုတ်အသင်းပြောင်းနေချင်တာဆိုတော့ comment share ခဲ့ပါခင်ဗျာကျွန်တော် United Speaker တဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့မြင်တာရခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆွေးနွေးကြည့်အောင်ပေါ့နော်ပေါ်တူဂီသားအနေနဲ့ကျွန်တော်တို့တွေကိုရောက်လာတာနောက်19 20လောက်ကလေးကရောက်လာပြီပေါ့နော်အဲ့ဒီချိန်ကနေခုချိန်ထိဆိုကျွန်တော်တို့6နှစ်တာ9နှစ်တာတိုင်းတာတစ်ခုရောက်လာပြီသူအနေနဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ပြတ်သားနိုင်တဲ့နီးပြဆက်ပြောင်းလဲခဲ့တယ်ဆိုပေမဲ့သူကတော့အကောင်းမွန်ဆုံးဘယ်နီးပြရဲ့အသုံးတော်ကမဲ့ဖြစ်ဖြစ်အကောင်းမွန်ဆုံးအနေထားတစ်ခုနဲ့သူရက်တည်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လဲအသင်းကောင်းဆောင်အနေထားတစ်ခုမှာသူတကယ်ကိုမှအသင်းအတွက်အကျိုးရှိပုံစံလေးတခြားအသင်းတွေကမြင်တော့ဒီကစားသမားအငင်းတန်တယ်လို့မြင်လိုက်ဗျာကျွန်တော်တို့အတွက်ကြတော့ဒါခေါင်းဆောင်ကောင်းတယောက်ပြီးသားတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လူနဲ့ပဲတွေ့ဗျာကျွန်တော်တို့ကပရိန်းရှိနေတယ်ဆိုတဲ့တိုင်းတာတစ်ခုမှာတကယ်မှရပေါ့နော်မကွိုင်းရစီကနေပြီးတော့အသင်းလက်ပတ်ကိုရယူနိုင်တဲ့အထိသူ့ရဲ့ခေါင်းဆောင်မှုဆွမ်းရည်တွေကတကယ်ကောင်းခဲ့တယ်အဲ့လိုပဲကွင်းထဲမှာလဲသူမပိုင်မပြီးတော့အထိသူ့ရဲ့နေရာတစ်ခုတန်းတစ်ခုမှာရှိနေတဲ့အထိ Bruno Fernandes ကစွမ်းဆောင်နိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်သူအကြောင်းလေးပြောပြမယ်19 20မှာဆိုရင်22ပွဲကစားခဲ့တဲ့အချိန်မှာကျွန်တော်တွေဟောနော်22ပွဲသားခဲ့တဲ့အချိန်မှာသူက12 goal သွင်းပြီးတော့8 goal assist ရခဲ့တယ်ပြီးရင်ကျွန်တော်2020နဲ့2021ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တွေ58ပွဲထိကစားပြီးပဲ28 goal သွင်းနိုင်ခဲ့တယ်18 goal ထိ assist လုပ်ပေးနိုင်ခဲ့ပေါ့နော်2022 23မှာတော့ကျွန်တော်တွေ59ပွဲကစားတယ်14 goal သွင်းတယ်73 goal သူ့အနေနဲ့အဆင်ပြေတယ်ပေါ့နော်ပြီးရင်ကျွန်တော်23 24မှာဆို48ပွဲကစားပြီး15 goal သွင်းပြီး73 goal ဆိုနေတာတခုကပရိန်နေတာတခုကျွန်တော်ရောက်လာပါတော့24 25မှာဆိုရင်58ပွဲထိကစားထားအဲ့ဒါမဲ့19 goal သွင်းပြီးတော့18 goal ကြီး assistant လုပ်ပေးထားတယ်ဆိုတဲ့တိုင်းတာတခုကတော်တော်ကောင်းပါတယ်တဲ့ပေါ့လက်ရှိဂျာတီမှာဆိုရင်တော့ကျွန်တော်29ပွဲကစားထားတယ်9 goal သွင်းထားတယ်အရှင်14ထိကိုဖန်တီမွေပေးထားရဆိုတဲ့တိုင်းတာတခုကစားသမားတယောက်ကိုကျွန်တော်တို့လွယ်ကူကူနဲ့လက်လွတ်ဆုံးရှုံးနိုင်မှာပေါ့လာလွန်ခဲ့တဲ့ဒါဒီအစမှာတော့ Bruno Fernandes ကိုရောင်းမယ် sorry လေးကိုရောင်းမယ်ဆိုတဲ့တင်းတွေတွက်နေတယ်ဆိုပေမဲ့လည်းမရောက်သွားဘူးပေါ့နော်သူ့အနေနဲ့လည်းအသင်းကနေပြီးတော့သူပြောထားရှင်းတယ်အသင်းမှာသူ့အတွက်နေရာတစ်ခုရှိရင်သူ့အတွက်အသင်းကလိုအပ်နေသေးတယ်ဆိုရင်သူအသင်းမှာရက်တည်သွားမယ်အသင်းအတွက်ဆက်ရှိနေမယ်ဆိုပြီးတော့ပြောထားတာပြီးရင်ကျွန်တော်တို့လွန်ခဲ့တဲ့ရတပတ်လောက်လားဘိုင်းလောက်ကပြောထားတဲ့ Bruno Fernandes ပြောထားသလိုပဲသူ့အသင်းကနေပြီးတော့ပြောထားတဲ့စကားတွေကသူ့ကိုအလိုအပ်တော့ဘူးသူ့အနေနဲ့ပေါ့နော်အသင်းမှာသူအရေးမပါသလိုခံစားနေရတယ်ပေါ့ဒါသူ့ရဲ့ဖြစ်တည်မှုပြောထားတာဆိုတော့အသင်းရဲ့ကျွန်တော်တောင်းရှိသူတွေအနေနဲ့လည်း Bruno Fernandes ကိုစာချုပ်တွေဆက်ချုပ်ဆိုပါမလားပေါ့ဒီရာသီကုန်တာနဲ့သူအသင်းကနေပြောင်းမှမလားဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ Bruno Fernandes ကအသက်အရွယ်ပိုင်းကတော့အဆင်မပြေသေးကျွန်တော်ပေါ့နော်အကြပိုင်းအောင်ရောက်နေတော့မယ်ဆိုပေမဲ့လက်ရှိအနေထားမှာရှေ့စွမ်းမိုင်းရတော့တော်တော်ကောင်းနေတဲ့ကစားသမားတယောက်ကိုကျွန်တော်တို့တော့မပြောင်းစေချင်ဘူးညီကိုအနေနဲ့ဘယ်လိုမျိုးထင်လဲဆိုတော့ကိုယ်မှာတစ်ချက်ရေးခဲ့ပါဦးမြတ်ကျေးဇူးများတင်ပါတယ် United Speaker ပါကျွန်တော်ရဲ့ United Speaker ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့အတွက်မေတ္တာရပ်ခံပါတယ်ခင်ဗျ